IQ တွေအစားစုံနေတော့ပြီးတော့တိုးရက Max ဘက်က U တရားစတင်ပြီးတော့ knockout တော့ကြားရခဲ့ပြီး deep well တော့ YG နဲ့ chicken စားဖို့ chance တော်ရုပ်ပဲများရခဲ့ပြီလားအတင်းတော့3သိန်းပဲတော့ကြံတော့တယ်နောက်ပဲချမ်းနေတေးပဲပြီးတော့ Rashford တော့ပြင်ဆင်နေခဲ့ပြီကျွန်တော်တို့ဒါရက်ခါတယောက်ပဲတော့ကြံတော့တဲ့ BG ကျွန်တော် Max နေလဲ treatment alive smile နေနေပါစတင်ပြီးတော့ပဲကိုင်းဆောင်နေခဲ့လို့တယောက်ကတော့တွေ့သွားခဲ့ပြီး AG ပါစတင်ပြီးတော့အဆုံးတော့တက်ခံလိုက်ခဲ့ပြီးနေတလုံးစတင်ပြီးတော့ပဲကိုင်းဆောင်ခဲ့ပြီးဘေးပဲချမှလည်းရက်ခါတွေ့ရတော့ Cosby တို့အစအကုန်လုံး 1 versus 4 တယောက်ကို knockout တော့ချနေခဲ့ပြီး Cosby ပါတွေ့ရတော့နေတလုံးwhat ဒီမကြလာခဲ့ပြီးတော့ BG လည်းဒီမှာပဲသိလို့ပြတ်နေခဲ့ပြီး Lost of Max Ida X တယောက်ပဲတော့ကျန်တော့တဲ့မာနဲ့ရှောင်းနေဒေးပဲပြီးတော့ rush လိုက်ပြီးတော့နောက်ဆုံးမှာဆုံးတော့တတ်သွားခဲ့ပြီးတော့ win chicken dinner Shago Gladiators let's go champion ရရှိသွားခဲ့ရလေဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဗျာဆိုတော့နောက်ဆုံးဒီကိုကျွန်တော်တို့အကောင်းဆုံးထိန်းပြီးဆော့သွားခဲ့တယ်ဆိုတော့အဓိကကျွန်တော်တို့ဒါ BG လည်းသူတို့အကောင်းဆုံးထိန်းဆော့သွားနိုင်ခဲ့တာပဲဒါပေမဲ့တစ်ချက်ရှိတာကသူတို့ရင်ဆိုင်